အားလုံးပဲမင်္ဂလာပါ1 minute English by Lulu page ကနေကြိုဆိုပါရစေအခုဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာတော့ because of plus noun ပါတခုခုကျွန်တော်တို့အကြောင်းပြချက်ကိုပြောခြင်းတဲ့အခါတစုံတစ်ယောက်ကြောင့်လို့ကျွန်တော်တို့ဆွဆွဲပြောဆိုခြင်းတဲ့အခါအဲ့လိုအခြေအနေတွေမှာကျွန်တော် because of plus noun ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင် it is because of greed လောဘကြောင့်ဖြစ်ရတာ it is because of မိကြောင့်ပေါ့ it is because of my decision ငါဆုံးဖြတ်ချက်ကြောင့်ဖြစ်ရတာပါကွာဆက်ကြည့်အောင် it is not because of you but because of me မင်းတို့ကြောင့်မဟုတ်ပါဘူးငါကြောင့်ပါ he was angry because of your manner မင်းပြုမှုကြောင့်သူစိတ်ဆူသွားတာ we are all disappointed because of this situation ဒီချင်းဒီကြောင့်ငါတို့အားလုံးစိတ်ညစ်နေကြတာဆိုတော့ because of ကိုပဲချင်းဒီတွေမှာသုံးရတယ်ဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ် because of ရဲ့အဓိပ္ပာယ်ကကြောင်းပါလို့ပြောချင်တာပါဘာကြောင့်ဖြစ်ရတယ်ဘယ်သူကြောင့်လို့ဆွဆွဲခြင်းတဲ့အခါမှာဖြစ်ဖြစ်ဘယ်လိုအခြေအနေကြောင့်အခုဘာဖြစ်နေတယ်ဆိုတဲ့ဟာကိုပြောချင်တာမှာဖြစ်ဖြစ် because of plus noun ကိုသုံးပါတယ်ကျေးဇူးတင်ပါတယ်